ဇက်ကတယောက်တည်းဗီဒီယိုတွေဖန်တီးတာများတယ်ပေါ့နော်ဆိုတော့ဒီဖုန်းတစ်လုံးနဲ့ဗီဒီယိုဖန်တီးတဲ့အခါမှာဘယ်လိုအချက်တွေကိုကြည့်ပြီးတော့ဇက်အနေနဲ့ရွေးချယ်ပြလဲဟုတ်အဓိကတော့ကျွန်တော် lens တွေစုံဖို့လိုပေါ့နော်ကျွန်တော် video shoot down တစ်ခုမှဆိုတော့မှ angle မျိုးစုံယူရဖြစ်တဲ့အတွက်ကျွန်တော်တို့ lens တွေစုံမှာပိုအဆင်ပြေတယ်ပြီးတော့ lens တွေစုံတိုင်းလည်း megapixel လည်းအရေးကြီးပါနော်ဥပမာ lens တွေကပါတော့ပါရမှာသုံးလို့မရတဲ့ဖုန်းတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုး lens တွေစုံပြီးတော့ megapixel ကောင်းတာဒါကျွန်တော်အရင်ဆုံးရိုက်မယ်ဆိုလို့ရှိရင်ရွေးရတဲ့အချက်ပါဟုတ်စောစောကဇက်ဒီ Reno 15 Pro Max ကိုသုံးပြီးတော့ပေါ့နော်ဗီဒီယိုတစ်ပုတ်ရိုက်သွားတယ်ပေါ့ဆိုတော့သုံးရတာဘယ်လိုမြင်လဲဇက်အမြင်ပေါ့ဟုတ်အဓိကတော့ကျွန်တော်ဒီမှာဆိုတာတော့ resolution ပေါ့နော် resolution ပိုင်းကတော်တော်ကောင်းတယ်ပြီးတော့ 4K ကိုမှတော့60 fps ပြရတယ်ကျွန်တော်ကတော့ဒီ slow motion မလုပ်ဖြစ်တော့ဒါ30လောက်နဲ့ပဲဒါရိုက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီ resolution နဲ့နေတာကျွန်တော်က okay တယ်အခုနောက်ပိုင်း social media မှာလည်းဒီ 4K ကသုံးရတာပြီးတော့ဒီ lens ပေါ့နော် lens တွေမှာဆိုကျွန်တော် 3.5 ကကျွန်တော်တို့အပြည့်ဆုံးပဲကျွန်တော်ဒီဖုန်းရဲ့ look ကိုတိတ်မကြိုက်ဘူးเนาะအဲ့လို camera လိုမျိုး prime lens တွေမှာကြိုက်တာဆိုတော့ဒီ tele lens ကကျွန်တော်တို့ဒါတော်တော်လေးမိုက်တယ် close up တွေရိုက်တာများတာပေါ့ close up တွေအတွက် 3.5 ကလုံးဝရှိရပဲဆိုတော့ကျွန်တော် cut ခလုတ်လှည့်တာပေါ့ဒါ 3.5 နဲ့ပဲရိုက်ထားတာပြီးတော့ဒီ ultra wide ပေါ့နော် ultra wide တွေတော်တော်များများဖုန်းတော်တော်များများလိုလိုက်ဆိုမကောင်းဘူးဒီကောင်းရဲ့ ultra wide ကတော့ဒါဆိုတော့ကျွန်တော်လိုလိုက်မှာစမ်းကြည့်ရတော်ကောင်းတယ် noise လည်းမထားပါဘူးဆိုတော့ကျွန်တော်လည်းတွေးလိုက်တယ်ဇက်ထွက်သွားတဲ့နေရာလေဟုတ်တယ် ultra wide ဟုတ်လားပြီးတော့စောစောကဇက်ရိုက်သွားတာတော်တော်ကြီးကိုမြန်တယ်ပေါ့နော်ဆိုတော့ color grading ကလည်းကြည့်လိုက်ရင် color လည်းတော်တော်ကြီးအဆင်ပြေနေရပေါ့နော်ဆိုတော့ color grading တွေပါလှုပ်လိုက်သေးလားမလှုပ်တော့ဘူးအဲ့ဒီဟာကကျွန်တော်အဲ့ဒီမှာ Fujifilm filter လေးပါပေါ့နော်ကျွန်တော်လည်းသိတယ်ဒါပေမဲ့ကျွန်တော်မသုံးပြဘူးအဲ့ဒါပေါ့ဒါပေမဲ့ဇက်စောစောကသုံးပြလိုက်တော့ဟိုဘယ်လိုပြောရမလဲအမြင်တစ်မျိုးဆန်းသွားတာပေါ့နော်ကိုပေါက်ကကျွန်တော်အမြင်လုပ်ပြဆိုတာဒါကျွန်တော်အမြင်လုပ်ပြလိုက်တာပေါ့နော်အဲ့ထဲမှာတော့1 filter လေးရဒီနေရာအဲ့လို retro vibe လေးရတော့ကျွန်တော်1 tone လေးသုံးပြီးတော့ရိုက်လိုက်တာဒီနေရာနဲ့တော့ဇက်သုံးရတာဟာလေးကတော်တော်လေးကိုလိုက်ဖတ်သွားတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ဇက်ကဟိုတယောက်တည်းဗီဒီယိုရိုက်တာများတယ်ဘလော့တွေလည်းလောက်တာတယောက်တည်းလောက်တာတွေလည်းတွေ့ရပေါ့နော်ဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ကဟို stand တွေပိုင်းနဲ့ပါတယ်ပေါ့နော်ဆိုတော့ဒီ stand မပါတဲ့အချိန်ဒီမှာရောဘယ်လိုမျိုးရိုက်လဲပေါ့နော်ဟုတ်ကျွန်တော်တော်တော်များများကျတော့ကိုမပါတဲ့ shooting shot ရိုက်တယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော် camera movement ကိုမကြိုက်ဘူးမထည့်ပြဘူးဒါပေမဲ့အဲ့ဒီမှာကျွန်တော်ဆောနာတော့ Oppo Reno 50 Pro Max မှာ OIS ကိုကျွန်တော်စမ်းကြည့်လိုက်တယ်တစ်ခုကကျတော့မစမ်းဘူးတစ်ခုကစမ်းတယ်ဒါပေမဲ့ကျွန်တော်တော့ကျွန်တော်လိုကင်မရာလုံးဝအငြိမ်လေးပဲထားပြတဲ့အတွက် OIS မဖွင့်အောင်မှာကျွန်တော်ဟာဗီဒီယိုတော်တော်ငြိမ်နေပေါ့နော်ဒါပေမဲ့ကိုကင်မရာ movement နည်းနည်းထည့်ချင်တော့ OIS သုံးလို့ရတယ်ဒါပေမဲ့ OIS ကတော်တော်ငြိမ်သွားတယ် tripod shot လို့ဖြစ်သွားတယ်ဒါပေမဲ့ပြဿနာကကြောင့်နည်းနည်းလေး crop သွားတယ်ကျွန်တော်က crop တဲ့ဟာ2မျိုးရယ်ပေါ့နော်2မျိုးဆိုတော့ OIS မသုံးဘူးဒါကတော့တစ်ခုလိုချင်တော့တစ်ခုကတော့နည်းနည်းလေးဟိုရော့သွားတာမျိုးတော့ရှိတာပေါ့နော်ဆိုတော့ဟုတ်ကဲ့ဒီအခုလောက်ပြောပြနေနေတာတော်တော်ကြီးကိုစုံနေပြီပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ဒါကတော့ကျွန်တော်တို့အခု Zack ရဲ့ Reno 15 Pro Max ကိုတုံးပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုအမြန်ဖန်တီးသွားတဲ့အတွေ့အကြုံ sharing လုပ်ပေးသွားတာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် podcast မှာပြန်ပြီးတော့တွေ့ကြပါမယ်